တင်ခေါင်းလျှော်ရည်ထဲမှာဒီပစ္စည်း၄မျိုးကိုထည့်လိုက်ရုံနဲ့ဆံပင်တွေတားမရစီးမရရှိလာပါလိမ့်မယ်။တင်းဆံပင်တွေထပ်မကျွတ်တော့ပဲတမာထူထဲပြီးရှည်လျားလာဖို့အတွက်ဒီခေါင်းလျှော်ရည်ကိုဖော်ဆက်နီးပြောပြပေးပါမယ်။ပထမဆုံးအနေနဲ့ခွက်တစ်ခုတည်းကိုဇလန်းပင်ရိုစမီရီအခက်နှစ်ခက်ထည့်ပေးပါ။ပြီးရင်တော့ဆန်သားပျက်စီးတာတွေကိုပြုပြင်ပေးနိုင်တဲ့တစ်ကြံဘိုးခေါင်းနှစ်ချောင်းကိုထည့်ရပါမယ်။တတိယမြောက်ပါဝင်ပစ္စည်းကတော့လေးညင်းပွင့်တစုံဖြစ်ပြီးနောက်ဆုံးအနေနဲ့ချင်းအနှဲငယ်ထည့်ပေးရပါမယ်။ဒီပစ္စည်းတွေဟာဆံပင်ပေါက်တာကိုမြန်ဆန်စေပြီးပေါက်တွေကိုပျောက်ကင်းစေတဲ့အပြင်ဆန်သားမြင့်တက်တွေကိုအာဟာရဖြစ်တင်ပေးပြီးတမစေပါတယ်။ပြီးရင်တော့တင်းနစ်တက်ရာဒါမှမဟုတ်တဘာဝခေါင်းလျှော်ရည်ကိုထည့်လိုက်ပါအသုံးမပြုခင်တရက်လောက်နှက်ထားပေးဖို့လိုပါတယ်။ရက်ကြလေးပါဝင်ပစ္စည်းတွေစီကအာဟာရဓာတ်တွေပုံမထွက်ရှိလာပြီးခေါင်းလျှော်ရည်ကပုံမထိရောက်လာလေးဖြစ်ပါတယ်။ဒီခေါင်းလျှော်ရည်နဲ့တစ်ပတ်ကို2ကြိမ်လောက်ပုံမှန်ခေါင်းလျှော်ပေးမယ်ဆိုရင်အံ့ဩစရာကောင်းတဲ့ရလဒ်တွေကိုမြင်တွေ့ရမှာပါ။နောက်ထပ်ကြည့်ရဖို့ဖော်လို့နေပြီးအားပေးကြပါအောင်နော်။အားလုံးကျမ်းမာပျော်ရင်ကြပါစေ။အခုပဲရက်ဘယ်ဒေတာကကြည်နေလဲဆိုတာပြောခဲ့ပေးပါအောင်နော်။